ဖျားသခင်တွေဒီဆုံးမကိုတိုင်မှာမီးရှို့တက်ပြရမယ်လို့မော်ဂတ်စ်ကပြောတော့အီရှီဒိုရိုနဲ့ဂျရိုးမ်တို့ကတိုက်ခိုက်ဖို့ဓာပြင်လိုက်ပါတယ်မော်ဂတ်စ်ရဲ့ခွေးတကောင်ကရှေ့ထွက်လာပြီးသူ့လက်နက်နဲ့ကြောက်တိုင်တိုင်းကိုလှမ်းဆွဲပစ်ပေါက်လိုက်ပါတယ်ရှောင်လိုက်တာကြောင့်တယောက်မှမထိခိုက်သွားကြပေမဲ့နောက်ကအုတ်ခဲပြိုပြီးလူကာပြုတ်ကျသွားတော့နီနာနဲ့ဂျရိုးမ်တို့ဖမ်းဆွဲထားရပါတယ်မော်ဂတ်စ်ရဲ့ခွေးကလည်းနောက်တစ်ချက်ထက်ချဖို့လုပ်နေပါပြီဒါရီရောဖျားเจ้าထိတ်ကနေအပိုစတယ်ကောင်ကကြည်နေရင်းနဲ့ရုတ်တရက်သူ့ဘေးမှာတခုခုကိုအာယုံခံပြီးတော့လှည့်လိုက်တဲ့အချိန်မှာသွေးအေးနဲ့လှမ်းကြည့်နေတဲ့ရိုးစုကြီးကိုထက်မြင်လိုက်ရပါတယ်စကားနိုင်ကြီးကလည်းဓာတ်ကိုဆွဲထုတ်ပြီးတိုက်ခိုက်ဖို့ပြင်လိုက်ပါတယ်ပတ်ကရဲ့လမ်းပြမှုနဲ့ဂတ်စ်တယောက်အသေးအတန်ပြေးလာနေပါတယ်ပြုတ်ကျနေတဲ့လူကာကိုဖမ်းဆွဲထားရပြီးထွက်ပြေးလို့မရတာကြောင့်ဂျရိုးတို့အဖွဲ့လည်းဘာလို့ရမှန်းမသိဖြစ်နေပါတယ်ထုံးစံတိုင်းပဲစိတ်မမှန်တဲ့နီနာလေးလာတာတကြောင်သူမသိချင်တာတကြောင်ကြောင့်လူကာကိုလွှတ်ချလိုက်တော့မယ်လို့တွေးနေချိန်မှာပဲလူကာကဂျရိုးရေနီနာကိုခီးယူဆိုင်လိုက်ပါအောင်အားလုံးထွက်ပြေးကြတော့ဆိုပြီးဆွဲထားတဲ့လက်ကိုယုံရင်အသေးခံလိုက်ပါတယ်အဲ့ဒီချိန်မှာပဲမျောစင်တလျှောက်တရှိန်တို့ပြေးဆင်းလာတဲ့အရေးနှစ်ခုနဲ့အတူမြင်းခွာတန်ကိုပါကြားလိုက်ရပြီးလူကာကိုစကားနိုက်ကကယ်ထားလိုက်ပါတယ်အရေးနှစ်ခုကတော့အပိုစတယ်ကထွက်ပြေးပြီးစကားနိုက်ကနောက်ကလိုက်နေတာပါအပေါ်မှာကြံနေခဲ့တဲ့ဂျရိုးတို့အငိုက်မိပြီးကြောက်တိုင်နဲ့ပစ်ခံလိုက်ရပေမဲ့ဂတ်စ်အချိန်မီရောက်လာပြီးခွဲပစ်လိုက်တာကြောင့်ကန်ကောင်းသွားပါတယ်အပိုစတယ်ရဲ့နောက်ကိုလိုက်ရင်ကြောက်တဲထိရောက်လာတဲ့စကားနိုက်တို့ဟာလူသေးအလောင်းအပုပ်ပွားတွေအများကြီးကိုတွေ့လိုက်ရပါတယ်ရှင်ကတင်မင်းမဟုတ်လားယင်ကျမတေးတာတေးသွားရဲ့နာကျင်မှုကိုလည်းမခံစားလိုက်ရပါလားကောင်းကင်ဘုံကိုရောက်နေရလားဆိုပြီးလူကာစကားနိုက်ကိုတေးမင်းလို့ထင်နေပါတယ်မင်းမတေးသေးပါဘူးဒါလည်းကောင်းကင်ဘုံမဟုတ်ဘူးအခုရောက်နေတာဒီမျောစင်ရဲ့အောက်ခြေကလူသေးတွေအနားယူတဲ့နေရာပဲလို့စကားနိုက်ကပြောရင်းနင်အသက်ဆက်ရှင်ခြင်းသေးမလှုပ်နဲ့ဆိုပြီးမြင်းပေါ်မှာထားခဲ့ပါတယ်ပြီးတာနဲ့အမှောင်ထဲကိုဓာတ်နဲ့လှမ်းချင်ရင်မင်းရဲ့အတွင်ပြုံပြစမ်းလို့အပိုစတယ်ကိုစိန်ခေါ်လိုက်ပါတယ်အပေါ်မှာတော့မော်ဂတ်စ်ရဲ့နောက်လိုက်ခွေးတွေကတောင်ပန်တွေပါထွက်လာပြီးမင်းကကောလာဟာလာတွေတဲ့အနဲ့ရောင်ဓာသမားပေါ့ဟုတ်လားဘာပဲဖြစ်ဖြစ်ငါတို့ကတော့ဒီဆုံးမကိုမပေးနိုင်ဘူးဆိုပြီးပြန်ပြေးတာကြောင့်ဒက်ကနှစ်ချောင်းနဲ့ပေါက်လိုက်ပြီးမြဲတပည့်တကောင်ဝင်ကာလိုက်ပါတယ်ခုနှစ်ယောက်တယောက်ချရမှာမူဂတ်စ်တယောက်သတိကြီးကြီးထားနေရပါတယ်ရုတ်တရက်တကောင်ဝင်ချတာကိုရှောင်ရင်လက်မောင်းတစ်ဖက်ကိုဖြတ်ပေးလိုက်ပါတယ်မျက်လုံးကိုလာနိုင်ပေမဲ့သွားနဲ့ကြိုက်ဖန်ထားပြီးပြန်ချနေတော့မှလှဲပိန်းတဲ့ကောင်ကြီးကဝင်ဆောင်လိုက်ပါတယ်ဂတ်စ်တယောက်အတော်အထိနာသွားပေမဲ့ကုံယုံထပြီးပြန်ရင်ဆိုင်ဖို့အတွက်ပြင်လိုက်ပါတယ်အကုန်လုံးကပုံပြက်ပန်းပြက်ဆူဒိုအပိုစတယ်တွေဖြစ်နေကြပါပြီမင်းတို့ကောင်တွေကိုအကုန်တက်ပြစ်မယ်ကတ်စကာကိုရအောင်ပြန်ယူမယ်ဆိုပြီးကျုံးဝါလိုက်ပါတယ်စကားနိုက်ကအပိုစတယ်ကောင်စိန်ခေါ်နေပြီးလူကာကတော့ဘာတွေဖြစ်နေရလဲနားမလည်နိုင်ပဲနည်းနည်းလန့်နေပါပြီအပိုစတယ်ကပြန်ကြတော့အသက်ရှိသေးတဲ့သူတွေပြန်ကြတော့ဒါကျုပ်ရဲ့ဥယျာဉ်ပဲလို့ပြောရင်စူးကျွန်းနေနဲ့လှမ်းထိုးဖို့လုပ်ပေမဲ့စကားနိုက်ကအကုန်ခုတ်ဖြတ်ပစ်လိုက်တာကြောင့်တော်တော်လေးနာသွားပါတယ်ပုံနေရာကနေထွက်လာပြီးလူကာကိုမြင်မြန်ဆန်ဆန်ဖမ်းခေါ်အမှောင်နဲ့ပြေးဝင်သွားပြီမဲ့စကားနိုက်ကတော့တစ်ချက်မိမိရရခုတ်လိုက်နိုင်ပါသေးတယ်လူကာကဖျောင်းနိုင်နေပြေးထွန်းထားတဲ့နေရာတစ်ခုမှနိုးလာပြီးရှေ့မှာလည်းကြောက်စရာရုပ်ထုကြီးတစ်ခုကိုတွေ့လိုက်ရတာကြောင့်ဒါဘာကြီးလဲဆိုပြီးတယောက်တည်းရည်ရွက်လိုက်ပါတယ်အတန်ထွက်လာပြီးရုပ်ထုပဲနတ်ဆရာတွေရဲ့ရေခွင်ရဲ့အယိုးတွေရဲ့နဲ့လှုပ်ထားတဲ့ရုပ်ထုလို့အပိုစတယ်ကောင်ကပြောလိုက်ပါတယ်ရှင်ကဘသူလဲလို့လူကာကမေးတော့ငါဘသူမှမဟုတ်ဘူးဘသူမှမဟုတ်ခဲ့ဘူးတလို့ဘသူမှမသိပဲအမြုပ်ခံခဲ့ရတယ်ငါကဘသူမှမသိခဲ့ရတလို့ငါ့ကိုပြောပြပေးမဲ့သူလည်းမရှိခဲ့ဘူးဒီကဘာကြီးပေါ်မှာငါနဲ့တက်ဆိုင်တဲ့နေရာမရှိဘူးဘသူမှငါ့ကိုအလိုမရှိခဲ့တယ်လို့ဘသူမှလည်းငါ့ကိုမသိကြဘူးငါဟာညရောက်ရင်အမိုက်တွေထဲမှာရှာဖွေစားတော့ရပြီးနေ့ရောက်ရင်တော့ကျင်းထဲမှာတိတ်တွေပုံနေခဲ့ရတယ်နောက်ပိုင်းကျတော့ငါနေတဲ့ကျင်းငါအိမ်ဟာအပေါ်မှာနေတဲ့သူတွေရဲ့တင်းချိုင်းဖြစ်လာခဲ့တယ်ကျင်းရဲ့အောက်ခြေမှာအလောင်းပုံတွေပြီးပြီးတော့ငါအမြုပ်ခံလိုက်ရတယ်ဒီလိုပြီးနေပြီးတေကန်ဒီအချိန်ငါအသိစိတ်တွေပျောက်သွားတော့သူတို့နဲ့တွေ့ခဲ့ရတယ်နတ်မင်း၅ပါးနဲ့တွေ့ခဲ့ရတယ်ဒီကဘာကြီးကပြက်သုံးခြင်းတွေနဲ့ပြည့်နေနေပြီးအခုငါဟာဒီအောက်ခြေမှာအရေးမပါပဲတေဆုံးပြောက်ွယ်သွားရတော့မှကိုတွေးမိပြီးငါအော်ဟစ်ခဲ့တယ်တေကန်ဒီငိုတန်နဲ့မွေးပြီးပြီးချင်းငိုတန်ကြားအော်တန်မျိုးနဲ့အော်ခဲ့တယ်နတ်မင်းတွေကအော်တန်ကိုပြန်ဖြေကြပြီးငါဆန္ဒကိုဖြည့်ဆည်းပေးတယ်ဒီကဘာကြီးကအပြစ်အနာစာတွေရမ်းများလွန်းတယ်မတရားတဲ့တေဆုံးမှုတွေအသက်ရှင်တန်ဖို့စ조사နေကြသေးတဲ့လူတွေရဲ့ပူပင်သောကနဲ့အကြောက်တရားတွေဆိုးရုံမှုတွေကိုဖုံးကွယ်ဖို့ဖန်တီးထားခဲ့တဲ့အလိမ်ညာတွေပြည့်နှက်နေတဲ့ဘာသာရေးအဖွဲ့အစည်းနဲ့ဘာသာရေးရဲ့ဖြောင်းပြတာကိုခံရပြီးတေဆုံးခြင်းကိုဆောင်ကျဉ်ပေးနေတဲ့သူတွေဒီကဘာကြီးကအကြီးတန်းနေဆိုပြီးပြောနေပါတယ်အဲ့လိုပြောနေတဲ့အပိုစတယ်ကောင်ရဲ့ပါဇက်ထဲမှာတော့ scarify လုပ်တဲ့အမှတ်အသားကိုတွေးလိုက်ရပါတယ်ဘာကြောင့်ရှိနေရတာလဲဆိုရင်ဒီကောက်မှာလူဘွားတော့တန်ဖိုးထားစရာခင်တွယ်စရာဘယ်သူမှမရှိခဲ့တော့ကော့ဟန်နေနဲ့တွေ့တဲ့အချိန်မှာသူ့ကိုယ်သူ scarify လုပ်ခဲ့ရတာပါဒါကြောင့်ဒီအမှတ်အသားသူ့ခန္ဓာကိုယ်မှာရှိနေတာပါ
gas ကတော့ဆူရိုအပေါ်စတယ်3កောင်လောက်နဲ့တပြိုင်တည်းချနေရပြီးတိုက်ခိုက်မှုတွေကိုကာရင်သူတက်နိုင်တဲ့လောက်ပြန်ချနေပါတယ်သူလဲခံရပြီမဲ့ဟိုကောင်တွေကတော့အလဲလဲအကွဲကွဲပိုအထိနာပါတယ်ဂျရုံးကတော့ gas ချတာကိုအခုမှပထမဆုံးမြင်ဘူးတာကြောင့်တအားအံ့ဩနေပြီးသူကဘလို့တော့မကောင်းဆိုးဝါးရည်နဲ့ဒန်းတူရီတူချနိုင်နေရတာလဲဟာလို့ပြောလိုက်ပါတယ်အီရှီဒိုရိုကဒါပေါ့ဗျာ तू ကကျုပ်လေးစားအားကြရတဲ့သူပဲလီလို့ဝမ်းသာအားရအားကြတဲ့မျက်လုံးတွေနဲ့ကြည်ရင်ပြောလိုက်ပါတယ်ဖန်နီစ်ကတော့အဲ့ဒီအနဲ့ရောင်ဒါသမားပေါ်လာတဲ့အချိန်တိုင်းငါယုံကြည်မှုတွေကပျက်စီးသွားရတယ်ငါယုံကြည်ခဲ့တဲ့ကဘာကြီးကသူ့ကြောင့်အမြင်နဲ့အမြဲတမ်းပြောင်းနေရတယ်လို့ဖန်နီစ်ကတွေးနေပါတယ်လွတ်ပါဗျာကျုပ်ကိုလွတ်စမ်းပါလို့အီရှီဒိုရိုကအတင်းယုံနေတာကြောင့်မင်းသေးချင်လို့လားဆိုပြီးဂျရုံးကဆွဲဖမ်းထားရပါတယ်ကလေးအားနဲ့ယုံမရတာကြောင့်ပေါင်ကြားကိုနောက်ပြန်ကန်လိုက်တာဂျရုံးကဥကြည်သွားပါတယ်လွတ်သွားတဲ့အီရှီဒိုရိုကသူ့ရဲ့အထက်ကလက်နဲ့ကြောက်ခဲကိုကင်ပြီးမော့ဂတ်စ်ကိုခေါင်းရိုက်ခွဲလိုက်ပြီးမြဲဟိုကတော့ဖြုံတော့မဖြုံပါဘူးနှုတ်သီးကောင်းတဲ့ကောင်ကငှက်မွေးရည်နဲ့ပစ်တာကြောင့်ဂတ်စ်ကလက်နဲ့ကာနေတော့မှအနောက်ကိုရောက်လာပြီးသူ့ခြေထောက်နဲ့ခေါင်းကိုဖမ်းဆုပ်ထားလိုက်ပါတယ်နင်အဲ့ဒီဆုံးမကိုဒီမီကိုခေါ်လာတာပြီးတော့အနဲ့ရောင်သားသမားဒီနေရာကိုရောက်လာတာဒါရီအားလုံးကအဲ့ဒီလူပေါ်ထွက်လာဖို့အကြောင်းရင်းနေပဲလို့အပေါ်စတေကောင်ကပြောလိုက်ပါတယ်အဲ့ဒီလူဆိုတာကတော့ graphic ကိုပြောတာပါလူကာဘာလို့ကျမကိုဒီခေါ်လာတာလဲဘာလို့ဒီအကြောင်းတွေပြောပြနေရတာလဲလို့မေးနေတော့မှစကားနဲ့ရောက်လာပြီးဓာတ်နဲ့ဝင်ပိုင်းပြီးမြဲအရှောင်မြန်လို့လွတ်သွားပါတယ်ဘသူဖြစ်ရပါတယ်ငါမပြောက်ွယ်သွားခင်လေးမှာတယောက်နဲ့စကားပြောချင်ုံပါပဲလို့အပေါ်စတေကအမှောင်ထဲကနေပြောလိုက်ပါတယ်တေမင်းရှင်တို့ကဘာတွေလဲလို့လူကာကမေးတော့ဒါတီမျိုးတွေနဲ့မဆိုင်တဲ့ကိစ္စတွေပါမင်းဝင်မပါတာကောင်းမယ်ဆိုပြီးစကားနိုင်ကအနားမှာတွေ့တဲ့ဘဲဟဲလစ်တလုံးပါဇက်ထဲကောက်ထက်လူကာကိုခေါ်ပြီးအပြင်ထွက်လာလိုက်ပါတယ်အပြင်မှာလည်းသူတို့အန်ဒီရဲ့စီးကြိုနေပါတယ်ခြေသေးတွေကမျက်နှာကိုဖောက်ဝင်နေပြီးကြမ်းတဲ့ကောင်တွေကပါလက်နှစ်ဖက်ကိုချုပ်ထားတာကြောင့်ဂတ်စ်ကဘာမှလုံးမရဖြစ်နေပါတယ်မော့ဂတ်စ်ကဂတ်စ်ကိုမီးရှို့တက်ဖို့အခြားနေရာစီကိုပြန်ထွက်သွားပြီးအီရှီဒိုရိုပါကပ်ပါသွားပြန်ပါတယ်ဒီကောင်ကိုတော့စောက်ကလေးမှုလူရမသွင်းတဲ့ပုံပါပဲရှိမှန်းတော့မသိကြပါဘူးအချုပ်ခံထားရတဲ့ gas ကိုလှဲဘိန်းနဲ့နှစ်ချက်စင်ပိတ်ရိုက်လိုက်တာကြောင့်လဲကျသွားပါတယ်ဒါအောင်မကျေနပ်သေးပဲညှက်နဲ့ပြန်ဆွဲထူပြီးထက်ရိုက်တဲ့ချိန်မှာ gas ကရှောင်ဖို့မမီတော့တာကြောင့်လက်ကအမြောက်နဲ့ထုအပေါ်အကောင်တော့ဓာတ်နဲ့ခုန်ပြီးခုတ်လိုက်ပါတယ်နှစ်ကောင်တော့ရှော့သွားပါပြီလက်အတူထဲမှာအမြောက်ကြီးရှိနေတာဟာဆိုပြီးဂျရုံးကတော့အံ့ဩပြီးအံ့ဩနေပါတယ်အရှိန်နဲ့ပြန်ပြီးလာတိုက်ခိုက်တဲ့နောက်တစ်ကောင်ကိုချိန်ကိုက်ဘုံနဲ့ထုပြီးဓာတ်နဲ့ပါထပ်ထိုးပေးလိုက်ပါတယ်နှုတ်သီးနဲ့ဆူတို့အပေါ်စတေကဝင်ချတဲ့ခါမှာတော့သူ့လက်နက်နဲ့တမင်ဖမ်းခံပြီးဂတ်ရဲ့ဓာတ်ကပိုရှိတာကြောင့်လေဘင်းကိုလှမ်းခုတ်လိုက်တာပွဲသိမ်းသွားပါတယ်ကိုတန်ရာကိုစိတ်မပူပဲကတ်စကာကိုသွားရှာဖို့လောနေတဲ့ဂတ်တို့စီမှာအဆောက်အုံကြီးကရုတ်တရက်ပြူလာတာကြောင့်ငလျင်လားလို့ထင်မိသွားပါတယ်တကယ်ကတော့မိအောက်ထဲကမကောင်းဆိုးဝါးကြီးလူရဲ့ထိုးထွက်လာကြတာကြောင့်ပြိုလာတာပါအချိန်ကြီးလာပြီပဲလို့စကားနိုင်ကတွေးနေတော့မှပဲသူ့မြင်းကမကောင်းဆိုးဝါးကြီးကြားထဲကပြေးလာပြီးစကားနိုင်ကခုန်တက်ရင်လူကာကိုပါကဲထုတ်သွားပါတယ်ဟော်လီစီတပ်ပွဲတွေကတော့ထွက်ပြေးတဲ့ဒိတ်ထီတွေအားလုံးပြန်ဖမ်းမိပေမဲ့ဖန်နီစ်ပြောင်းနေလို့ခေါင်းမီးတောက်နေကြပါတယ်မကောင်းဆိုးဝါးကိုမယုံကြတဲ့သူတို့အနားမှာနရန်ကြီးပြိုသွားပြီးမကောင်းဆိုးဝါးတွေဒုတယ်လိုက်ပေါ်လာတာကြောင့်အကုန်တက်ဆုပ်ထွက်ပြေးနေကြရပါတယ်အဆောက်အဦကြီးပြိုနေပြီးဖန်နီစ်ကပြုတ်ကျသေးတော့မဲ့ချိန်မှာဆာပီကိုကဝင်ကယ်ထားလိုက်ပါတယ်LBN ဖျားเจ้าကလည်းပြက်စီးပြီးအဆောက်အဦအပြက်ကလာရောင်အောက်မှာတော့ God hand ပုံစံလက်ပုံစံကြီးဖြစ်နေပါတယ်ဒီနေ့ပိုင်းကတော့ပြီးသွားပါပြီကျွန်တော်ရဲ့ဗီဒီယိုတွေကိုသဘောကျတယ်ဆိုရင် channel ကို subscribe လုပ်ပေးသွားကြပါဦး LBN ဖျားเจ้าကလည်းပြက်စီးပြီးအဆောက်အဦအပြက်ကလာရောင်အောက်မှာတော့ God hand ပုံစံလက်ပုံစံကြီးဖြစ်နေပါတယ်ဒုက္ခသည်စကန်မှာလည်းမကောင်းဆိုးဝါးဝင်ပူးပြီးအချင်းချင်းတွေကြိုက်ဖြတ်စားတောက်နေကြပါတယ်အသိစိတ်ရှိသေးတဲ့လူတွေကတော့ LBN ဖျားเจ้าစီကိုအာကိုတကြီးနဲ့ပြေးလာနေကြပါတယ်အဆောက်အဦပြက်တွေကြားထဲကနေ gas ကကုန်းယုံထလာပြီးအောက်ကိုကြည့်လိုက်တဲ့အခါမှာတော့ဒုက္ခသည်စခန်းတဲတွေကထူးဆန်းတဲ့ပတ်တန်တစ်မျိုးနဲ့မီးလောင်ကျွမ်းနေတာကိုမြင်လိုက်ရပါတယ်ဖះเจ้าထဲမှာမကောင်းဆိုးဝါးတွေရှိလို့အပြင်ထွက်လာတဲ့ဟော်လီစီတပ်ဖွဲ့နဲ့အပြင်မှာမကောင်းဆိုးဝါးတွေရှိတာကြောင့် LBN စီကိုအာကိုတကြီးပြေးလာတဲ့ဒုက္ခသည်တွေစုံပြီးမကောင်းဆိုးဝါးတွေကြားထဲမှာညက်နေကြပါပြီအဲ့ဒီချိန်မှာပဲရုတ်တရက်မီးလုံးကြီးတွေကမကောင်းဆိုးဝါးတွေကိုဝါမြူပေါက်ကွဲသွားတာကြောင့်အသက်ချမ်းသာရသွားကြပါတယ်အပေါ်မော့ကြည့်လိုက်တဲ့အခါမှာတော့သူတို့ရဲ့ Father Morgus လက်ချက်မှန်သိသွားကြပါတယ် Morgus ကသူ့အပေါ်မှာလာရှုပ်နေတဲ့ Ishidoro ကိုကြက်ကလေးငှက်ကလေးလိုလွှင့်ပစ်လိုက်ပြီးဖះသခင်ရဲ့နောက်လိုက်ဒီမကြောက်လန့်ကြနဲ့ဒိတ်ကြီးတွေဘလို့ပဲထူးခြားတဲ့စွမ်းအားနဲ့တိုက်ယုံကြည်မှုသာစစ်မှန်ရင်ဖះသခင်ကအဲ့ဒီထက်ပိုသာလွန်တဲ့စွမ်းအားတစ်ခုဖန်ဆင်းပေးလိမ့်မယ်အခုကျုပ်ကိုပဲကြည်ကြစမ်းပါကျုပ်အခုမကောင်းဆိုးဝါးတွေရဲ့ဇစ်မြစ်ဖြစ်တဲ့စုံးမကိုတိုင်မှချီမိရှို့ပြီးတတ်ပစ်မယ်လို့ပြောတော့အောက်ကစောက်ဘိန်းတွေကကိုးကွယ်ကြပြီးgas ကတော့ gas ကာလို့ခေါ်ရင်ကဲဖို့ပြေးလာပါတယ်
မော်ဂတ်စ်နဲ့သူ့နောက်လိုက်နှစ်ကောင်မကောင်းဆိုးဝါးတွေကိုတိုက်ခိုက်နေတော့မှဒုက္ခသည်တွေကတိုင်ထောင်ပြီးကတ်စကာကိုမီးရှို့တတ်ဖို့လုပ်နေကြပါတယ်။လွန့်ပစ်ခံရတဲ့အီရှီဒိုရိုကတော့ပြုတ်မကြအောင်နေရန်ကိုတွေ့ကတ်ထားပါတယ်။ဒုက္ခသည်တွေကကတ်စကာကိုစပင်နေပါစောင့်ဆွဲမီးရှို့တတ်ဖို့လုပ်ပြီးကတ်စကာမှာနာကျင်လွန်းလို့អော်နေရပါတယ်။ဂတ်စ်တယောက်ချစ်ရတဲ့သူနာကျင်နေအောင်မမြင်နိုင်တာကြောင့်ကယ်ဖို့အတွက်တင်းပြေးလာပါတယ်။ဒါပေမဲ့လမ်းတစ်လျှောက်မှာမကောင်းဆိုးဝါးတွေပြုံလိုက်ကြီးရှိနေတာကြောင့်ဓာတ်နဲ့လွဲခုတ်ရင်ကတ်စကာကိုချိန်မကယ်နိုင်မှစိုးရိမ်နေပါတယ်။စကားနိုက်ကလူခါကို LBN နဲ့ဝေးတဲ့နေရာစီခေါ်သွားပြီးမင်းအသက်ရှင်ခြင်းဒီနေမြေကနေထွက်သွားသင့်ပြီလို့ပြောပေမဲ့လူခါကတော့ကျမညီမလေးတွေကြံသေးတယ်သူတို့ကိုစိတ်မချဘူးဆိုပြီး LBN စီပြန်ပြေးသွားပါတယ်။လူကာထွက်သွားတာနဲ့မိကုန်းဝေးတွေကနေရန်သူဟောင်းကြီးတယောက်ကစကားနိုင်ရှိရာစီကိုရှောက်လာပါတယ်။စကားနိုင်လှည့်ကြည့်လိုက်ရင်အားလုံးကအဲ့ဒီတော့အတိုင်းပါပဲလား။ငါတို့ကကံကြမ္မာကြော့ကွန်းထဲမှာပိတ်မိနေကြတာပဲလို့ရည်ရွက်လိုက်ပါတယ်။အခုလောက်ဆိုရင်စကားနိုင်နဲ့ရင်ဆိုင်မဲ့ကောင်ဘာတူလဲဆိုတော့အားလုံးသတိထားမိပြီးထင်ပါတယ်။ဟုတ်ပါတယ် Immortal Zord ပါ။စကားနိုင်ရဲ့ဓာတ်ချက်မိထားတဲ့ Apostle ကောင်ကတော့ Albion ဖျားเจ้าထိပ်စီကိုတရွေ့ရွေ့တက်နေရင် Father Morgus ကိုလှမ်းကြည့်ပြီးငါသာအဲ့ဖုန်းတော်ကြီးနဲ့တွေ့ခဲ့ရင်ငါဘဝပြောင်းလဲသွားခဲ့မလားငါလည်းခင်တွယ်စရာရှိတဲ့အရာရောက်တဲ့တစုံတစ်ယောက်ဖြစ်လာခဲ့မှာလားဒါပေမဲ့ငါမတွေ့ခဲ့ဘူးလေဘယ်သူနဲ့မှမတွေ့ခဲ့ဘူးပြီးခဲ့တာကြီးပြီးပါစေတော့ပြန်မတွေးတော့ဘူးငါ့ကိုထီးကြံဆန်မှုတွေနဲ့ပဲအသက်ရှင်ခိုင်းခဲ့တဲ့ဒီကဘာကြီးအဆုံးသတ်ပါစေတော့လို့အတွေးလွန်နေပါတယ်အဲ့ဒီချိန်မှာကတ်စကာကိုကာဝယ်ပေးနေခဲ့တဲ့ Demon Child လေးကိုတွေ့သွားပြီးဒီကောင်လေးကအဲ့ဆုံးမကိုကြင်ကြင်ကယ်ခဲ့တယ်အသွေးသားနဲ့ခန္ဓာကိုယ်ဆိုပေမဲ့လူတော့မဟုတ်ဘူးသေနေပြီမင်းလည်းငါလိုပါပဲနှုတ်ဆုကလေးအတူတူသွားကြစို့ဆိုပြီးရှာနဲ့လိတ်ပါဇက်ထဲထည့်လိုက်ပါတယ်အောက်ကကောင်တွေကတော့ကတ်စကာကိုထင်းပုံပေါ်တင်ပြီးမီးရှို့တတ်ဖို့အဆင်သင့်ဖြစ်နေကြပါပြီအီရှီဒိုရိုကကတ်စကာကိုဘယ်လိုကယ်ရမလဲစဉ်းစားနေတော့မှဂျရိုးကိုမြင်လိုက်ပြီးလာကူညီဖို့လှမ်းခေါ်လိုက်ပါတယ်ဒီလိုအခြေအနေကြီးမှဖြစ်တာကြောင့်ဒိတ်ထီတွေရာဇဝတ်သားတွေမစဉ်းစားနိုင်တော့ပဲဖန်နီစ်ကအတွေးများနေပုံပါပဲမီးရှို့တတ်ဖို့လုပ်နေအော်နေကြတာတွေကြောင့်ကတ်စကာကတော့ကြောက်လွန်းလို့တုန်နေပါတယ်မော်ဂတ်စ်အမိန်ပေးလိုက်တာနဲ့အားလုံးကမီးတုပ်တွေကိုပစ်ပြီးမီးစရှို့ကြပါပြီ။ဂတ်စ်မှာလည်းလှမ်းသာမြင်နေရပေမဲ့မကောင်းဆိုးဝါးတွေအများကြီးကတားထားတာကြောင့်ဘာမှလုံးမရဖြစ်နေပါတယ်။ဒီတိုင်းဆိုဂတ်စ်ကတကယ်ကြီးမီးလောင်ပြီးသေတော့မှာပါ။ဒါပေမဲ့ကျွန်တော်တို့ဘက်မှာအီရှီဒိုရိုရှိနေပါသေးတယ်။ကိုလုံးကိုကျိုးနဲ့ချီပြီးဓာတ်တစ်ချောင်းနဲ့အောက်ကိုခုန်ဆင်းသွားပါတယ်။အောက်ရောက်တာနဲ့ကျိုးချီထားတာကိုဓာတ်နဲ့ဖြတ်ပြီးဂတ်စ်ကိုပွေထားလိုက်ပါတယ်။နီနာကကျိုးအစွန်းတစ်ဖက်ကကြောက်တုံးကိုအောက်ပစ်ချလိုက်တဲ့အခါမှာတော့ကတ်စကာနဲ့အီရှီဒိုရိုတို့အပေါ်ပြန်တက်လာပြီးမီးပေးရလွတ်သွားပါတယ်။ဒါကိုလက်မခံနိုင်တဲ့မော်ဂတ်စ်ကအလွတ်မပေးနိုင်ဘူးဆိုပြီးသွားဖမ်းပေမဲ့အီရှီဒိုရိုကကတ်စကာကိုပါလှဲချလိုက်တာကြောင့်လွတ်သွားပြန်ပါတယ်။အဲ့ဒီချိန်မှာပဲမျောစင်ပေါ်တက်ကဓာတ်ခုတ်တန်ကြီးတွေနဲ့အတူမကောင်းဆိုးဝါးအစိတ်ပိုင်းတွေလွင့်စင်နေတာကိုမြင်လိုက်ကြရပါတယ်။ဂတ်စ်ကမကောင်းဆိုးဝါးတွေကြားထဲကနေအတင်းတိုးထွက်ဖောက်ထွက်လာပြီးနေရန်တလျှောက်ပြေးစင်မော်ဂတ်စ်ကိုရင်အောင်တက်တဲ့ထိုးခွဲပေးလိုက်ပါတယ်။သူတို့ Father Morgus ကြီးကိုအားလုံးရှေ့မှာပဲအမှောက်သိပ်ဖင်ချပေးလိုက်တာကြောင့်Father Morgus ဆိုပြီးအားလုံးကဝမ်းနဲ့ထိတ်လန့်နေကြပါတယ်။ Gas ကိုလည်းနတ်ဆိုးဆိုပြီးခေါ်နေကြပါတယ်။ Gas ကတော့သူ့ဓာတ်ကိုဆွဲနှုတ်ရင်ဘာလဲဟာငါစောစောကပြေးစင်းလာတော့မျက်လုံးတောက်မှာတစ်ခုခုကိုတွေးလိုက်တယ်ဆိုပြီးတွေးနေတော့မှ Morgus ရဲ့နောက်လိုက်တစ်ကောင်က Gas ကိုပြေးဖမ်းပေမဲ့ Ishidoro ကရှောင်ပေးလိုက်ပါတယ်။နောက်တစ်ကောင်ထပ်လာတဲ့ချိန်မှာ Gas ကဓာတ်နဲ့ပြေးခုတ်ဖို့လုပ်ပေမဲ့နောက်ကနေ Morgus ကြီးပြန်ထလာပြီးလက်သီးနဲ့ထိုးတာကြောင့်ဓာတ်ပြားနဲ့ကာလိုက်ရပါတယ်။ကတ်စကာစီကိုလာနေတဲ့ကောင်ကိုတော့ဂျရုံးကဓာတ်နဲ့ဝင်တားလိုက်ပါတယ်။ဖះသခင်ကိုမကြောက်ကြတဲ့ငမိုက်သားတွေကောင်းကင်ဘုံအစားမင်းတို့ငါတန်ခတ်ပေးမယ်လို့မော်ဂတ်စ်ကကြုံဝါနေပြီးအောက်ကလူတွေကတော့သူတို့ဖေဖေကြီးပြန်ထလာလို့ပျော်နေကြပါတယ်။ဖန်နီစ်ရဲ့ယုံကြည်မှုတွေကတော့ရောတဲ့ထက်ရောလာနေပြီး Father Morgus အဲ့သွင်ပြန်နှက်သားလားမှန်တိုင်းဝင်ခံရရင်တော့မကောင်းဆိုးဝါးလို့ပဲစိတ်ထဲမှာထင်နေမိတယ်လို့တကူရဲပြောနေပါတယ်။အမွှာညီနောင်နှကောင်စုံမကိုဖမ်းကြံတဲ့သူတွေကိုတော့လွှားနဲ့တက်ပစ်ပြီးတော့မင်းကဒီကိုရောက်လာတယ်ဆိုတော့ငါတပည့်၄ယောက်ကိုကောင်းကင်ဘုံကပြန်ခေါ်လိုက်ပြီးပေါ့လို့ပြောရင်မော့ဂတ်စ်ငိုချလိုက်တဲ့အခါမှာမျက်လုံးထဲကသွေးတွေထွက်လာပါတယ်စောက်စကားများနေရနဲ့ဂတ်စ်ကစိတ်မရှိတော့ပဲစောက်ခွက်ကိုဓာတ်နဲ့ခုတ်လိုက်ပြီးမဲ့မတိုးပါဘူးအပေါ်စတေတကောင်လောက်နီးပါးကျန်းနေတာဖြစ်ပြီးတောင်မန်တမွှေးချင်းစီကိုလက်သီးပုံစံဖြစ်အောင်ဆုပ်ရင်လူဖီရဲ့ဂက်တလင်ဂန်လို့ဇက်တိုက်ထိုးပြီးမီးနဲ့ပါထပ်မှုတ်ပေမဲ့ဂတ်စ်ကတော့ဓာပြားကြီးနဲ့ကာရင်ပါဇက်ကိုပိတ်ထိုးပေးလိုက်ပါတယ်သုံးစားမရတဲ့တရားစာကြီးဟောလို့မရတော့အဲ့ဆောက်ပါဇက်ကိုပိတ်ပေးမယ်ဆိုပြီးဓာတ်နဲ့ဆောင့်ထိုးပြီးတွန်းလိုက်ပါတယ်ဒါပေမဲ့ပေါက်ထွက်မသွားပဲသွားနဲ့ပြန်ကြိုက်ဖမ်းလာတာကြောင့်မျက်လုံးနှလုံးကိုဓာတ်နဲ့ပေါက်လိုက်ပါတယ်ဂတ်စ်နဲ့မော်ဂတ်စ်တို့ရဲ့ဘက်တီကတော့အပြန်အလှန်ဖြစ်နေပြီးဂတ်စ်လာမကူညီနိုင်မှန်းသိရကြောင်းတပည့်ညီနောင်နှစ်ကောင်ကိုရင်ဆိုင်ဖို့ပြင်လိုက်ကြပါတယ်
အဲ့ဒီချိန်မှာနီနာကသူတို့နဲ့ဆက်နေငါပါတက်ခံရလိမ့်မယ်ဆိုပြီးထွက်ပြေးတော့တယောက်တည်းဖြစ်သွားပြီးတိုက်ခိုက်ရပူလွယ်သွားပါတယ်နီနာကိုကက်ကြီးနဲ့ညှက်လိုက်ပေမဲ့ခြေချော်ပြီးအောက်ကပစ္စည်းအပြော့တွေပေါ်ပြုတ်ကျတာကြောင့်ကန်ကောင်းသွားပါတယ်နှစ်ကောင်သားအပေါ်မှာဝဲနေပြီးတိုက်ခိုက်ဖို့လာတာကြောင့်ပက်ကခန္ဓာကိုယ်ကနေအလင်းရောင်တွေအလွင်ကျွင်ထုတ်လိုက်ပြီးနှစ်ကောင်သားအလင်းကြောင်မျက်စိစူးနေချိန်မှာအီရှီဒိုရိုကခဲနဲ့ပိတ်ထုလိုက်တာမျက်လုံးတစ်ဖက်စီကန်ပြီးပြုတ်ကျလာပါတယ်ကျန်တာကိုတော့ဂျရုံးကပဲအဆုံးသက်ပေးပြီးအီရှီဒိုရိုပါအရန်တော်ကြောင့်ချီးကျူးလိုက်ပါတယ်သူ့အမွာတပည့်နှစ်ကောင်သေးသွားလို့မော်ဂတ်ကပိုစိတ်တူလာပြီးငါရဲ့မြင့်မြတ်တဲ့တာဝန်ကိုနှောက်ယှက်တဲ့မကောင်းဆိုးဝါးတွေဖះသခင်ရဲ့အမျက်တော်ရှာလိုက်မယ်ဆိုပြီးပြောပါတယ်ဖះကိုမင်းအဲ့လောက်တော့ကြည်ညိုနေလဲမင်းကောင်းရင်ဖြတ်ပေးလိုက်လေအဲ့ဒီမိမပေါ်တော့လက်တစ်ချောင်းတော့ထက်ထီကိုမပေးနိုင်ဘူးလို့ကြုံသွားလိုက်ပါတယ်မော်ဂတ်ကအပေါ်မှာလှုပ်ရှုပ်နေတာကြောင့်အောက်ကမကောင်းဆိုးဝါးတွေတောင်းချမ်းခွင့်ရနေပါတယ်ဇက်တိုက်ထိုးချက်တွေကိုရှောင်ရခက်ပြီးသူ့ရဲ့ဓာတ်ချက်တွေလည်းတိတ်အရာမရောက်တာကြောင့်ဂတ်အေးနေနေပါတယ်အောက်မှာရှိတဲ့ယုံကြည်ကိုးကွယ်သူတွေကကဲတင်ခံရဖို့ဆူတောင်းနေကြတယ်မင်းကဒီဆုံးမတယောက်အတွက်နဲ့တောင်းချီတဲ့တက်တွေကိုလဲမလို့လားဆိုပြီးမော်ဂတ်ကပြောတော့အီရှီဒိုရိုကဝင်ပြီးဘိုးတော်အာမချောင်းနဲ့ဒီအမောင်မီးရှို့တာနဲ့အောက်ကဆောက်ယူတွေကိုကဲတာနဲ့ဘာမှမဆိုင်ဘူးဆိုပြီးអော်လိုက်ပါတယ်စုပဲတောင်းတတ်တဲ့ကောင်တွေဒုက္ခရောက်နေရင်ကိုယ့်အကူကဲနိုင်အောင်လုပ်ရမှာအဲ့ဒီထောင်ချီတောင်းချီရဲ့လူတွေမှာမိမတယောက်ပုံမိခိုခွင့်မရှိဘူးကွာလို့ဂတ်ကပြောတော့မော်ဂတ်တယောက်အနာပေါ်ဒုတ်ကြပြီးရှယ်ထိုးပါတယ်ထိုးချက်တွေကိုကာရင်ဂတ်ကမော်ဂတ်ရဲ့ရင်ဘက်ကဒဏ်ရာတစ်ခုကိုတွေ့သွားပါတယ်ထိုးခံရပြီးအားနေနေတဲ့ဂတ်တယောက်နောက်ဆုံးအင်အားနဲ့မော်ဂတ်အနာကပ်ပြီးဒဏ်ရာကိုလက်နဲ့သွားဖိလိုက်ပါတယ်မော်ဂတ်ကဒါကိုသတိမထားမိပဲတမန်ကရှန်ကတင်ပြီးဂတ်ကိုပဲလှိမ့်ပိတ်ချနေပါတယ်တာမန်လူတယောက်ဆိုရင်စစ်စစ်ညံ့ညံ့ကြေသွားနိုင်တဲ့တိုက်ခိုက်ချက်ကနေဂတ်ကကုံယုံထလာပြီးမင်းတို့လိုစောက်ဘောကြီးနဲ့မတူတာငါကိုလှုပ်เสียရှိတာကိုအရင်လှုပ်တတ်တယ်ကွာလို့ပြောပြီးမော်ဂတ်ရဲ့ရင်ဘတ်မှာဂတ်ဆော့ဆော့ကထည့်လိုက်တဲ့ဘုံကပောက်ကွဲသွားတာကြောင့်ဓားပြားနဲ့ကာလိုက်ပါတယ်ပြီးတာနဲ့အချိန်မဆိုင်ပဲပောက်ကွဲတဲ့ဒဏ်ရာဘို့ဓားနဲ့ဆင့်ပြီးခုတ်ပါတယ်မင်းတို့ဖះကိုတွေ့ရင်ပြောလိုက်ငါ့ကိုလာမရှုံမိစေနဲ့ဆိုပြီးရင်ဘတ်ထဲကိုဓားနဲ့ထုတ်ရှင်းပေါက်ထိုးပေးလိုက်ပါတယ်ဖះသခင်ကျွန်ုပ်တင့်ထန်ပြန်လာပါပြီနောက်ဆုံးအနေနဲ့ဒီဒိတ်တီကိုပါကျွန်ုပ်တဲ့အတူခေါ်ဆောင်ခွင့်ပြုပါဆိုပြီးဂတ်ကိုဖမ်းချုပ်ထားပေမဲ့ဂတ်ကမင်းဖះစီကိုမင်းမဲသွားငါလီးမလိုက်ဘူးကွာဆိုပြီးဓားနဲ့မှအောက်ကိုပစ်ချလိုက်ပါတယ်သူတို့ဖာသာမော်ဂတ်ကြီးကိစ္စတုံးသွားပါပြီမကောင်းဆိုးဝါးတွေလည်းတောင်းချမ်းနေပြီးအကုန်လုံးကိုကိုက်စားနေတာပါမကောင်းဆိုးဝါးတွေရမ်းများလာတာကြောင့် Eclipse ကိုပြန်မြင်အောင်နေပြီးကြောက်လန့်နေတဲ့ Gas ကို Gas ကဖတ်ထားလိုက်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကိုသဘောကျတယ်ဆိုရင် channel ကို subscribe လုပ်ပေးသွားကြပါဦးမကောင်းဆိုးဝါးတွေရမ်းများလာတာကြောင့် Eclipse ကိုပြန်မြင်အောင်နေပြီးကြောက်လန့်နေတဲ့ Gas ကို Gas ကဖတ်ထားလိုက်ပါတယ်ဒုက္ခသည်တွေကဖျားเจ้าတွေကိုပြန်ပြေးဝင်ကုန်ကြပြီးအပြင်မှာလူတွေရှိနေသေးတဲ့အောင်တောင်ဂိတ်ကိုပိတ်ပစ်လိုက်ကြပါတယ်လူပီသားတဲ့စိတ်ဓာတ်လေးတွေပေါ်လာတာပါအေဇန်တို့ကတော့အပြင်မှာပြည်သူတွေကိုတတ်နိုင်တဲ့လောက်ကာကွယ်ပေးနေပါတယ်အပေါ်မှာရှိနေတဲ့စာပီကိုတို့ကမကောင်းဆိုးဝါးတွေမီးကိုကြောက်တယ်ဆိုတာကိုလှမ်းမြင်လိုက်ကြရပါတယ်မော်ဂတ်ကြီးရဲ့အလောင်းကိုကြည့်ရင် Fannis က Father Morgan ဆိုပြီးတည်သွားတဲ့သူကိုတန်းတနေပေမဲ့ Ishidoro တို့ကတော့တည်သွားတာမှပိုသုံးစားလို့ရသေးရဲ့ဆိုပြီးပြောနေကြပါတယ်Gas ကထင်းချောင်းတွေပစ်ချပေးပြီးမသေးခြင်းတစ်ချောင်းစီကောက်လိုက်ကြလို့ပြောလိုက်ပါတယ်လက်တွေ့သမားဆိုတာအဲ့ဒါပါပဲအခြားကောင်တွေအာချောင်တွေတော့မှထင်းကောက်ရှာထားတာပါဂျရုံးကငါတို့နဲ့တူမျောစင်နဲ့ဝင်ကြရအောင်လေဆိုပြီး Gas ကိုခေါ်တော့အဲ့လိုလုံးရင်စားကွက်သေးကိုခုံချတယ်လို့ဖြစ်မှာမျောစင်နဲ့ကိုဒီကောင်တွေဖောက်ဝင်လာကြမှာပဲပြီးတော့မကြခင်နေထွက်တော့မယ်နေနဲ့ထိရင်ဒီကောင်တွေအားပြော့ပြီးပျောက်ကွယ်သွားလိမ့်မယ်မျောစင်ထဲမှာဆိုရင်နေရောင်ကတန်းရမှာမဟုတ်ဘူးဒီနေရာကနေရောင်အမြန်ဆုံးရမယ့်နေရာပဲမိုးလင်းတဲ့အထိတောင့်ခံထားမယ်ငါတို့အသက်ရှင်ရမယ်ဆိုပြီး Gas ရဲ့ယောက်ျားဆန်ဆန်ဒုက္ခကိုရင်ဆိုင်ပုံတွေကြည့်ပြီး Fannis တယောက် Gas အပေါ်ထားတဲ့ခံစားချက်တွေအမြင်တွေပြောင်းလဲလာနေပါပြီချစ်ကြည်ညိုတယ်ဆိုတဲ့စကားလုံးမျိုးသုံးရမယ်ထင်ပါတယ်သူဘာလို့ဒီလိုလုံနိုင်ရတာလဲဒီလိုပြတ်သုံးခြင်းတွေရဲ့လေမှာဘာလို့ဒီလူရဲ့အတန်ငါ့ကိုဒီလောက်တောင်စိတ်အေးစေရတာလဲဆိုပြီး Fannis တယောက်တကိုယ်တည်းတွေးနေပါတယ်တေမှာဆိုးလို့ထွက်ပြေးကမှပိုဆိုးပြီးအောက်ပြုတ်ကျသွားတဲ့နီနာတယောက်ငိုနေပြန်ပါတယ်ခြေထောက်အစစ်ရောင်သွားပြီးလမ်းမလျှောက်နိုင်လို့လဲကျနေတဲ့အချိန်လူအုပ်ကြီးကပြေးလာတာကြောင့်နင်းခံရကန်ဒီမှာလူကာကဝင်ဖမ်းလိုက်ပြီးဘေးကိုဆွဲထားလိုက်ပါတယ်လူကာသာမကယ်ရင်စီစီညံ့ညံ့ကြေသွားမှတေးကြပါပဲနောက်ကျသွားတယ်အစင်ပြေရဲ့လားလို့လူခါမေးလိုက်ပြီးနီနာကတော့မျက်ရည်တွေဝဲမာကြီးလူကာလို့အော်ခေါ်ရင်းငိုလိုက်ပါတယ်လူအုပ်ကြီးရဲ့နောက်ကနေမကောင်းဆိုးဝါးတွေကတ်လိုက်လာတာကြောင့်အလွမ်းမသေးတော့ပဲထွက်ပြေးဖို့လုပ်ကြပါတယ်ဒါပေမဲ့နီနာကမပြေးနိုင်တာကြောင့်အနားမှာရှိတဲ့စီပိုင်းနဲ့ထည့်ပြီးအဖုံးအုပ်ထားပေးဖို့ကြံလိုက်ပါတယ်နီနာကကြောက်နေတာကြောင့်လူကာချော့မော့ပြီးစီပိုင်းနဲ့ထည့်အဖုံးခံအောင်တီတီချာချာအုပ်ပေးလိုက်ပါတယ်စီပိုင်းကနေအောင်မဆန့်လာရဲ့အဖုံးအုပ်ပေးမဲ့သူမရှိတာရဲ့ကြောင့်လူခါလိုက်မဝင်ခဲ့တာပါဒါကရောက်ပါတော့မင်းမောင်ဆိုလို့ကြိုရှင်းပြထားတာပါ
gas တို့တွေကတော့မိထုတ်ကိုစီနဲ့မကောင်းဆိုးဝါးတွေကိုရင်ဆိုင်ရင်ရှင်သန်မှုစူးစမ်းနေကြပါတယ်အဲ့လိုခုခံနေကြရင်းနဲ့အကောင်တကောင်အကြီးဖြစ်လာပြီးတိုက်ခိုက်ဖို့လုပ်တာကြောင့် gas ကဘုံသုံးလုံးပြစ်ကျွေးနဲ့သတိမလွတ်စေနဲ့လို့ပြောလိုက်ပါတယ် gas ကိုကြည့်ရင်ဒီကြီးမားလွန်းတဲ့အိမ်မက်ဆူကြီးထဲမှာလက်လျှော့ဖို့ညှင်းဆန်ပြီးသူကဆက်ရက်နေတယ်သူကတော့ဘယ်ရအောင်မဆိုကြော်လွားနိုင်မှာတေးကြရဲ့လို့ fans ကတွေးနေပါတယ်မကောင်းဆိုးဝါးတွေများလာတာကြောင့်အကြာကြီးစဉ်းစားချိန်မရပဲမိစားနဲ့ထိုးပြန်ရင်ဆိုင်ရပါတယ်နီနာကတော့စီပိုင်းထဲမှာလူးလိမ့်နေပေမဲ့အန်ဒီရဲ့ကင်းနေသေးပါပဲမကောင်းဆိုးဝါးတွေကအပြင်ကလူတွေကိုလိုက်စားကြတိုက်ခိုက်ကြတာကြောင့်အတော်အထိခိုက်များနေပါပြီမကောင်းဆိုးဝါးတွေကရမ်းများတာကြောင့် eclipse တုံးအတိုင်းတပုံစံနဲ့ပြန်ဖြစ်လာပါပြီ Act of the Perfect World ကအားလုံးကငါဖန်တီးမဲ့ကဘာကြီးကိုတောင်းတကြလိမ့်မယ်လို့ပြောပြီး gas ရဲ့အိတ်ထဲမှာရှိတဲ့ battle ကလည်းလှုပ်ခတ်နေပါတယ်မကောင်းဆိုးဝါးတွေရဲ့အော်ဟစ်တန်တွေကြားထဲမှာ Demon Chan ရဲ့ခန္ဓာကိုယ်ကအရွယ်ရောက်လူသားတစ်ယောက်ဖြစ်ဖွံ့ဖြိုးသွားပြီး gas ကတော့ Griffith လို့လှမ်းអော်လိုက်ပါတယ်ဒီဖြစ်စဉ်ကတော့ဟိုးအရင်က Famdo ဆိုတဲ့ god တစ်ပါးအဖြစ်တည်ရှိနေခဲ့တဲ့ Griffith ကိုလူဘဝမှာနေဖို့အတွက်လူသားခန္ဓာကိုယ်နဲ့ပြန်မွေးဖွားအောင်လုပ်ကြတာပါ Act of the Perfect World ကသူ့ကိုယ်သူ scarify လုပ်ပြီး Demon Chan ရဲ့ခန္ဓာကိုယ် vessel အဖြစ်သုံး Griffith ကိုလူသားအဖြစ်ပြန်မွေးဖွားခွင့်ပေးလိုက်တာပါဟိုးအဝေးတနေရာစီကမှော့ဆရာလိုကောင်မလေးကတော့ gas တို့စီမှာဖြစ်ပျက်နေရတွေကိုအာယုံထဲမှာမြင်နေရပါတယ် Griffith ရဲ့ပြန်မွေးဖွားမှုနဲ့အတူနေလဲထွက်လာပြီးမကောင်းဆိုးဝါးတွေလည်းသေလူတွေရောသေကြေကုန်ပြီး LB မျှော်စင်ကြောင်းကြီးလည်းအစိမ့်စိမ့်မှပြိုကျသွားပါပြီ gas တို့ကတော့အပြင်ဘက်တိုင်းပေါ်မှာရှိနေခဲ့တာမို့ပြိုကျတဲ့အန်ဒီကိုရင်မဆိုင်လိုက်ရပါဘူးနီနာကစီပိုင်းထဲကထွက်လာပြီးသူ့ကိုယ်သူအသက်ရှင်နေသေးလို့အံ့ဩဝမ်းသာဖြစ်နေပါတယ်တစ်ဆက်တည်းလူကာမသိသေးကြောင်းသူ့ကိုကယ်ခဲ့ကြောင်းတွေကိုပါဂျရုံးတို့ကိုပြန်ရှင်းပြရင်လူကာကိုဝိုင်းအော်ခေါ်ကြရှာကြပါတယ်အဲဒီတော့မှငါဒီမှာဆိုတဲ့အတန်နဲ့အတူရေတွင်းဟောင်းထဲမှာပုံးနေတဲ့လူကာကိုတွေ့ပြီးကယ်ထုတ်ပေးလိုက်ကြပါတယ်ဒီကတ်ဆိုးကြီးမှာအသက်ရှင်အောင်နေနိုင်ခဲ့တာကတော့လူကာသူ့ရဲ့ညံကိုလွှတ်သုံးခဲ့လို့ပါအဲ့ဒီအချိန်မှာပဲလှန်ဆယ်ချောင်းလောက် gas တို့ရှေ့နားစီကိုစိုက်ဝင်သွားပြီးကြီးလိုက်တဲ့အခါမှာတော့ခရူရှန်ကောင်တွေရဲ့လက်ချက်ဖြစ်နေပါတယ်ဒီကောင်တွေကသူတို့ဗျာဒိတ်တော်တွေထဲမှာပြောထားတဲ့အတိုင်း Albion မှာကပ်ပေးကြပြီး Griffith ပြန်လည်မွေးဖွားလာမှာကိုသိလို့ဖမ်းဖို့လာကြတာပါသူတို့အကုန်လုံးကိုဖမ်းငါတို့ရှာနေတဲ့ကောင်လေးသူတို့အဖွဲ့ထဲမှာပါနိုင်တယ်သူတို့ကိုအရှင်ဖမ်းရမယ်ဒါပေမဲ့ထိခိုက်ဒဏ်ရာရတဲ့ကိစ္စမရှိဘူးမသေးရင်ရပြီအထူးသဖြင့်တော့အဲ့ဓာကြီးကြီးနဲ့ကောင်ကိုရှော့မတွက်မိစေနဲ့သူ့ခြေလက်တွေကိုဖျက်မပြီးမချင်းသတိမလျော့စေနဲ့ဆိုပြီးမျိုးနယ်စုကောင်းဆောင်စီလက်ကအမိန့်ပေးလိုက်ပါတယ်တိုက်ခိုက်ဖို့လာကြတဲ့ခူရှန်ကောင်တွေကိုစပ်ပြီးကိုဂျရုံးနဲ့အီရှီတိုတို့ gas တို့ကကိုနီကိုဟန်နေနဲ့ရှင်းလိုက်ကြပါတယ်စပ်ပြီးကိုက gas အနာကိုကတ်လာပြီးပုတ်ကိုကြီးကိစ္စကြီးခဏဘေးပယ်ထားလိုက်ရအောင်ဒီအချိန်ဒီမှာခမရထက်ကောင်းတဲ့မဟာမိတ်မျိုးမရှိနိုင်တော့ဘူးဆိုပြီးအတူတူတိုက်ဖို့ပြောလိုက်ပါတယ်ရုတ်တရက်အနောက်မှာရက်နေတဲ့ gas ကာတို့၄ယောက်ကိုခူရှန်နှကောင်ကကျိုးနဲ့တုပ်ပြီးမလုံနဲ့တခုခုလောက်တာနဲ့ဒီမိန်းမတွေကိုတက်ပစ်မယ်ဆိုပြီးချင်းချောက်နေတော့မှအေဇန်ရဲ့တန်တင်းပုတ်စာမိသွားပါတယ်မိန်းမနဲ့ကလေးတွေကိုဒဇကန်မလုံနဲ့ကွာဒိဋ္ဌိကောင်တွေရဆိုပြီးခေါင်းရိုက်ခွဲလိုက်တာပါခူရှန်ကောင်တွေနဲ့ gas တို့အမှန်ကန်ကျုံးကြတော့မယ့်ချိန်မှာရုတ်တရက်မြေကြီးတွေတုံလောက်အောင်ပြင်းထန်တဲ့ခြေလမ်းကြီးတွေနဲ့အတူလမ်းလျှောက်နေတဲ့ကောင်ကြီးကိုတွေ့လိုက်ရပါတယ် Zord ပါလာဆိုပြီး gas ကရေရွေ့ရင်တစ်ဆက်တည်း Zord ရဲ့ရန်သူတော်ကြီး Scar Knight ကိုပါမျက်လုံးတွေကအလိုလိုရှာမိပြီးသားဖြစ်သွားပါတယ် Scar Knight ရဲ့ဓာညွန်ပြရာစီကိုကြည့်လိုက်တဲ့အခါမှာတော့ gas တယောက်အသက်ရှူရက်သွားရပြန်ပါတယ်မခံနိုင်တော့အောင်ဆူးရှာနေတဲ့အလင်းရောင်နဲ့အတူအပြည့်အနာစာကင်းတဲ့ခန္ဓာကိုယ်တစ်ခုကိုအားလုံးကမှင်သက်ငေးမောမိနေပြီး gas ကတော့ Griffith လို့ရေရွေ့ရင်အံကိုကြိတ်လိုက်ပါတယ်အယိုသေးပေးလိုက်တဲ့ Zord နဲ့ပြန်ပြီးကောင်းချီးပေးလိုက်တဲ့ Griffith တို့ကိုကြည့်ရင် gas ကဒေါသတွေရန်ညိုးတွေအကုန်နိုးထလာပြီးလက်စားချေဖို့ပြေးရသွားမှရုတ်တရက်အတန်ကြောင့်ရက်တန့်လိုက်မိပါတယ် gas ကရဲ့ဝူဝါဝါအော်နေတဲ့အတန်တွေကိုကြားလိုက်မိလို့ရက်လိုက်တာပါစီလက်ကအားလုံးပဲအဲ့ဒီကောင်ကိုဖမ်းကြဆိုပြီး Griffith ကိုဖမ်းဖို့အမိန့်ပေးလိုက်တော့ဖြစ်ပါမလားအရှင်စီလက်ဆိုပြီးသူ့နောက်လိုက်တွေကပြန်မေးပါတယ်မင်းတို့စိတ်ကိုအေးအေးထားဒါဟာငါတို့ဘာကီဘာကမျိုးနွယ်ရဲ့ဂုံတိတ်ခါကိုပြန်ယူဖို့အတွက်အရေးပါတယ်ငါတို့မျိုးနွယ်200ချီပြီးပြည်နေတန်းခံနှိမ့်ဆက်တန်းခံခဲ့ရတာတွေကိုမေ့သွားပြီလားအခုပင်မတက်တွေရောက်မလာခင်သူ့ကိုဖမ်းဆိုပြီးအမိန့်ပေးလိုက်တာနဲ့ခူရှန်နေလဲသွားတိုက်ခိုက်ကြပြီမဲ့ဇော်ရဲ့လက်ချက်နဲ့တွေကိစ္စတုံးကိုရပါတယ်ခူရှန်နေဇော်စီအာယိုရောက်နေတော့ဖာနီဇိုတွေကထွက်ပြေးသွားကြပြီး gas နဲ့ gas ကာပဲကြံခဲ့ပါတယ် gas ကာက Griffith ရှိရာကိုလက်လန်းနေရင်းနဲ့လာမင်းကြီးကိုလိုချင်လို့ပူဇာနေတဲ့ကလေးတယောက်လို Griffith စီသွားဖို့လုပ်နေပါတယ် gas ကာကစိတ်မမှန်လို့လုံးမိရဆိုပေမဲ့ gas နေရာကနေဝင်စဉ်းစားကြည့်ကြပါဘလောက်ရင်နာရမလဲဆိုတာကိုတွေးကြည့်လို့တော့မရပါဘူးအတော်ဝေးဝေးရောက်ပြီးမှ gas နဲ့ gas ကမပါလာမှန်းသိလို့ပြန်သွားမယ်ဆိုပြီးအတင်းလုံနေတဲ့ Ishidoro ဂျရုံးကဆွဲထားရပါတယ်
သူတို့နှစ်ကောင်ကိုက်နေပြီမဲ့အေဇန်တို့ကတော့ရှေ့ရမြင်ကွင်းကြောင့်မျက်လုံးမျက်စံပြူးနေရပါပြီကလေးမိမမကြံအကုန်တက်တဲ့အကျန်းဖက်ကူရှန်ပင်မတက်ကြီးတစ်စက်လုံးချီတက်နေတာကိုမြင်လိုက်ကြရပြီးကန်ကောင်းတာကသူတို့ကကြောက်ဆွင်းနေနဲ့ကွယ်နေလို့ကူရှန်တွေကမမြင်လိုက်ကြပါဘူး gas တို့ရှိရဘက်စီမှာလည်း graphic က sort ကိုစီရင်ပြတ်ထွက်သွားတာကိုတွေးလိုက်ရပါတယ် graphic ကတောင်ပန်ရှိရဲ့ကောင်စီးပြီးအသားအရပြန်ထွက်သွားနိုင်ပေမဲ့ gas ကတော့မြင်းတကောင်စီး gas ကောင်လက်တစ်ဖက်မှာပွေရင်ဓာတ်တစ်ချောင်းနဲ့ကူရှန်ကောင်တွေကိုခုတ်ဖြတ်ပြီးဖောက်ထွက်ဖို့ကြိုးစားနေပါတယ် gas အတွက်ကြမှာအရာရာခက်ခဲနေတာပါဒါပေမဲ့အဲ့လိုခက်ခဲရုန်းကန်နေခဲ့ရလို့လေ gas the black swan ဆိုတာဖြစ်လာတာပါဒါလောက်ကြီးရဲ့စစ်တပ်ကြီးကိုဖောက်ထွက်ရမှာအသက်မှရှင်နိုင်ပါမလားဆိုပြီးစပီကိုကစိုးရိမ်တကြီးပြောလိုက်ပေမဲ့လူခါနဲ့အီရှီဒိုတို့ကတော့သူတေချာပေါက်လွတ်မြောက်ပါလိမ့်မယ်ဆိုပြီးဝမ်ပန်းတတာပြောလိုက်ပါတယ်အီရှီဒိုကအားလုံးကိုနှုတ်ဆက်ပြီး gas ကိုတစ်ခေါက်ထပ်ရှာဖို့ထွက်လာခဲ့ပါတယ် Fanny's ကတော့သူ့ချက်ဝတ်တွေကိုချွတ်ဘာသာရေးခိုင်းတွေကထွက်ကြောင်းအေဇန်ကိုပြောပြီး gas နောက်ကိုလိုက်တော့မယ်လို့နှုတ်ဆက်ခဲ့ပါတယ်အားလုံးကအံ့ဩနေကြပြီးစပီကိုကတော့သူ့ဘဝရဲ့သခင်မနောက်ကိုဆက်လိုက်လာခဲ့ပါပြီအခုဆိုရင် Versac 2016ကပြီးဆုံးသွားပြီဖြစ်ပြီးကျွန်တော်ရဲ့10ရက်ဆက်ဗီဒီယိုတင်ပေးမယ်ဆိုတဲ့ mission လည်းပြီးဆုံးသွားပါပြီဂျားထဲမှာတရက်ပြက်ခဲ့တာကိုတော့ရောက်ဖားတို့နားလည်ပြီးလို့ကျေးဇူးတင်ပါတယ်ကျွန်တော်တရက်2ရက်လောက်ပေးနာပါဦးနောက်ရက်ဒီကြမှာပြန်တွေ့ကြတာပေါ့ကျွန်တော်ရဲ့ဗီဒီယိုတွေကိုသဘောကျတယ်ဆိုရင် channel ကို subscribe လုပ်ပေးသွားကြပါဦး